ဇလန်းနာမည်လေးကတော့ချူချူပါမင်မင်နဲ့ဈေးကအတူပြန်လာတိုင်းဒီရုပ်ဆိုင်ရှိသူရောက်ရင်ချူချူအမြဲရက်ကြည့်နေမြဲသူမအယုတ်ကလေးတွေလိုချင်သည်အထူးသဖြင့်ဘုံမယုတ်ကလေးချူချူမမေးလက်ကိုဆွဲရင်းငိုသည်မမေးသမီးဘုံမယုတ်ကလေးလိုချင်နေတကယ်တော့ဒီဈေးကြီးသည့်နိုင်ငံခြားပြည်အယုတ်မျိုးကိုသမီးအတွက်သူတို့ဇနီးမောင်နှံဝယ်မပေးနိုင်ပါမမေချူချူကိုဖက်လိုက်သည်အေးဖေကိုမှားလိုက်မယ်နော်သူမသမီးကိုနှစ်သိမ့်လိုက်သည်ချူချူဖေကပပုဆရာပါဒါကြောင့်ဘုံမယုတ်ကလေးဝယ်မပေးနိုင်ပေမဲ့သမီးအတွက်တစ်သားရမင်းယုတ်ကလေးထုလုပ်လာခဲ့သည်ဖေမိုးချုံမှအိမ်ကိုပြန်ရောက်သည်ရမင်းယုတ်ကလေးကိုမြင်တော့ချူချူအော်သည်ချူချူလိုချင်တာဘုံမယုတ်ကလေးတစ်သားယုတ်မဟုတ်ဘူးပြောရင်တစ်သားယုတ်ကလေးကိုယူကအောက်သို့ပြချလိုက်သည်ထိုစဉ်ရုတ်တရက်ဖေလက်မှသွေးများဆိုးထွက်နေသောတန်ရာကိုချူချူတွေးလိုက်ရသည်ချူချူတီးလိုက်ပါပြီဖေရမင်းယုတ်ကလေးကိုထုစစ်ရင်ဒဏ်ရာရခဲ့တာပါလားသူမအလွန်ဝမ်းနည်းသွားသည်ချူချူရမင်းယုတ်ကလေးကိုကောက်ယူလိုက်သည်ထို့နောက်ဖေကိုပြေးဖက်လိုက်သည်တိလားဖေဒီရမင်းယုတ်ကလေးကကဘာပေါ်မှာအလှဆုံးပါပဲ